ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဖြစ်ပါတယ်ဗောဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမယ်အကြောင်းအရာကတော့ခုမှကွန်ပျူတာလက်ကွက်စချင်မဲ့လူတွေတွေ့ကိုကွန်ပျူတာလည်းမဝင်နိုင်သေးဘူးပေါ့လို့ဆိုရင်ဖုန်းနဲ့ keyboard နဲ့ချိန်ပြီးတော့ကွန်ပျူတာလက်ကွက်စချင်လို့ရတယ်ဘယ်လိုစချင်ရမလဲဘာတွေလိုအပ်လဲပေါ့ဘယ်ဆိုတော့လဲပေါ့အဆလာဆိုင်တည်တဲ့သူတွေကတော့ကြည့်ကြမှာတော့မတည်တဲ့သူတွေအတွက်ပဲ share လုပ်ပေးတော့မှာတည်တဲ့သူတွေကတော့လာတာပေါ့လေပဲပေါ့နော်ဘာလို့လဲဆိုတော့ဖုန်းရယ်ဒီကောင်ကျတော့USB keyboard ဆိုတော့ USB နဲ့ဖုန်းနဲ့ချိန်နဲ့ဒီကောင် USB connector တစ်ခုလုံးပေါ့ဒါမှလည်း okay let's go Play Store ကိုသွားမှာပြPlay Store တွေကနေ software download လုပ်ပါတယ်အဲ့ဒါ typing link ပေါ့ဟုတ်ကဲဒီမှာအဲ့လိုဟုတ်တယ်ဒီ typing link ဆိုတာလေးပေါ့အဲ့လိုနေတယ်ပါဒီအောက်မှာအဲ့ဒါလေးကို install ခဏတော့ download လိုက်အဲ့software download ပြီးဆိုရင် open ဆိုတာလေးတစ်ချက်နေပေါ့ okay ဒီမှာ software တွေဝင်အဲ့ပြင်ဒီကတော့တိုက်စီဂျိုးနေပေါ့တိုက်စီဂျိုးနေပေါ့ဘယ်လိုမျိုးအခုနောက်ဖုန်းနဲ့တိုက်စီဂျိုးနေပဲလာတော့ဆိုတိုက်စီဖုန်းနဲ့ပဲစက်တယ်ပဲ okay တော့ USB ဂျိုးနဲ့ဆက်ဒီကစစ်ချင်းပါမီးလေးလင်းတယ်ဒီမှာ notification တက်လာတယ်ပေါ့ဒီကဒီအောက်ကိုဆွဲချလိုက်ဒီမှာပေါ့ဒီမှာ configure physical keyboard to select ပါညာပေါ့ setting လေးဝင်လိုက် setting လေးမှာရှိတယ်ဒီမှာကိုရှိတဲ့ keyboard တွေကြာလာတယ်ပေါ့အဲ့ဒါကကိုသုံးမဲ့ keyboard ပေါ့အခုမှပင်ကန်လို့ပြ Frozen လို့ပြကြိုက်တာသုံးရကျွန်တော်တို့ဒါ Samsung ဒီကောင်ကိုပဲဒီကောင်ရှိရဆိုဒီကောင်လည်းပဲသုံးမှာဖြစ်ပါတယ် okay ရပါပြီအဲ့ဒီခုနကကိုတောင်းထားတဲ့ဒီ typing link ကိုဝင်လိုက်ပါ okay ရပါပြီသူကအဲ့လိုမျိုး USB နဲ့တစ်ခါတည်းချိတ်ဆက်ထားရင်ဆိုရင်သူကစပြီးတော့အလုပ်လုပ်တယ်နော်ဒီကဖုန်းမှာနှိပ်ဆက်လို့ဝင်နေဒီကနေဒီ enter ဒီပေါ့ဒီ enter click ကိုနှိပ်တာနဲ့အခုကတန်းပြီးတော့ဝင်နေနော် okay ဒါကတော့စစဦးဆုံး main ဘာညာပေါ့ main ကတော့ကိုထားချင်တာထားပေါ့ main ကိုထားမယ်ဘာညာပေါ့ okay အဲ့ဒီဒီမှာ enter ကိုနှိပ်ပေါ့ရပါပြီဒီမှာစပြီးတော့လေ့ကျင့်လို့ရပါပြီဒီမှာပြကြိုက်တဲ့ဟာကိုselect ပေးလိုက်ပါကျန်တော့ခုမှဟိုစမှာဆို level 1ပေါ့ရပါပြီဟောဒီမှာဒီတော့သူမားရင်လည်းသူမားတဲ့အကြောင်းပြတယ်ပေါ့နော် okay ဒီမှာပါအောက်မှာသူကအောက်မှာသူကဘယ်လက်ချောင်းကဘယ်စလုံးရက်ရမယ်ဆိုတာမားရင်လည်းမားတယ်လို့ပေါ့အဲ့လိုမျိုးအမားချက်ပြတာပေါ့နော်သူရှင်းမတော့ဘူးပေါ့ဒီလောက်ပါပဲเนาะအားလုံးပဲစင်ပြေပါကြပါစေပေါ့နော်